မလဲမတူရတော့အနိရှသက်လေသမီးအနိရှသက်သမီးကဘယ်မှမိမလဲသမီးငယ်ငယ်တော့သူအနိရှသက်ပဲထိန်းချောင်းလာခဲ့တာသမီးရဲ့ ဒါနဲ့အန်တီတို့လာရင်ကိစ္စ လိုင်းကိစ္စသမီးမောင်လေးပေါ့ကျောင်းပြီးတဲ့ကလေဂိမ်းစောလိုက်ရွာကိုပေါက်ရှောက်သွားတယ်အလုံးမရှိကိုင်မရှိဖြစ်နေလို့ဒါနဲ့သမီးကအလုပ်ထဲမှာယာရုကြီးရဲ့ဆိုမောင်လေးကိုလေအလုပ်လေးပါလေရအောင်သွေးမေးပါသမီးရဲ့နော် အန်တီဟိုတမီးတို့အလုပ်ကလေနည်းနည်းတော့စီကံကြီးတယ်ပြင်တွေ့ကြရလူလေးထည့်လို့ရမယ်မထင်ဘူး ဟဲ့ဘယ်လိုတွေ့ကြရလူလဲအမျိုးရင်းကြီးလေသမီးမောင်လေသမီးပြောပေးရရဆိုအန်တီသိရနော်ကိုကြီးပါသမီးရဲ့သမီးကိုအားကိုပြီးအန်တီအဝေးရည်လာခဲ့ရတာနည်းပါပါလေအားနာပါအောင်အေး အဲ့ဆိုပြောတော့ပြောပေးကြည့်မယ်လေနော်ဒါဆိုလည်းတမီးသွားလာအောင်မယ်နော် ဟဲ့နေအောင်ငါတို့ဝေးရည်လာတာအပြန်ကားကလေးပါလေပြန်ပေးအောင် ဟမ် ကဲဘာကိစ္စလဲပြောအလုပ်ကတိတ်အားတာမဟုတ် အော်ဟုတ်ကဲ့ဂျာကြီးဟိုဒါကလေကျမရဲ့မောင်လေးပါဟိုဟာအလုပ်လေးပါလေးပေးလို့ရမလားလို့ အခုလို့ဆိုဝန်ထမ်းလူသေးတာမဟုတ်ဘူးညနည်းနည်းတိနေရပဲဒါပေမဲ့ marketing တော့လူလို့တယ်တစ်တော့ဆော့တက်လား တစ်တော့မစောတတ်ပါဘူးတစ်တော့ပါလေ မစော့တက်တော့ မဟုတ်ဘူးလေနင့်မဆူလိုက်မယ်ဟိုဂျာကြီးရဲ့ဒီတော့မစောတတ်ဘူးဆိုပေမဲ့ကျမမောင်လေးက12တောင်းအောင်ထားတယ်ဆိုတော့လေဟိုဆေးကိုတောင်းမှာပဲဖြစ်ဖြစ်အထွတ်တလို့တောင်းမှာပဲဖြစ်အလုပ်ခံပေးလို့မရအောင်လားယင် ဒီမှာငါတို့ကိုကြီးစိတ်တက်ရလေနာမည်ကောင်းတဲ့ရက်တီလာနေပေါင်း30ကျော်နေပြီနင်းသူ့အာမခံနိုင်တာ ဟုတ်အမခံနိုင်ပါတယ်ဟိုသူကောင်းကောင်းလုံးနိုင်မှာပါ အဲ့ဆိုမြင်မျက်နှာကြောက်မှလုတ်ခတ်ပေးလိုက်မယ်အလုပ်တွေတင်ပေးလိုက်ဟုတ်ပြီလားငါမျက်နှာမပြတ်စေနဲ့ ဟဲ့ကြားနော်အလုပ်ကိုတေချာစူးစားငါမျက်နှာအုံးမဲမတုံနဲ့ကြားလားအိုးဆေးဝဲဆေးကူလာပြီ အဲ့အမကျွန်တော်သွားလိုက်မယ်ရတယ် ဟ